ယောဂတို့မွေးစင်းရဲဆိုတာလည်းမှာနုနုထွတ်ထွတ်ခန္ဓာ၅ပါးမှာဖြေပါလို့မဟုတ်ဘူးလားကိုယ်စင်းရဲလည်းရင့်ရော်လာတဲ့ခါကျတော့ဒီခန္ဓာ၅ပါးအတွက်အာကုန်မရှိလို့နာစင်းရဲဆိုဒီခန္ဓာ၅ပါးမသက်တာတဲ့အတွက်ကြောင့်ဆင်းရဲတာအေးဆင်းရဲဆိုဒီခန္ဓာ၅ပါးဆွန့်အောင်လို့ဆင်းရဲတာပေါင်းဖက်ဆင်းရဲလည်းဒီခန္ဓာ၅ပါးနဲ့မကြိုက်တာတွေပေါင်းလို့ဆင်းရဲတာကိုယ်ကွင်းဆင်းရဲကြတယ်ဒီခန္ဓာ၅ပါးကြိုက်တာတွေမပေါင်းအောင်လို့ဆင်းရဲတာတောင်းတဆင်းရဲဆိုဒီခန္ဓာ၅ပါးအတွက်တောင်းတတယ်မဖြစ်လာတော့ဆင်းရဲတာဒါကြောင့်မလို့ခသိန်းသောဆင်းရဲတွေမှန်ဗျာဒီရိုးရိုးခန္ဓာမဟုတ်ဘူးအဝိဇ္ဇာဘာလို့ကြောင့်ဥပဒံခန္ဓာ၅ပါးမှာပြီးပြီးတော့ဆင်းရဲကုန်လို့ဖြစ်ဒါဆိုရင်ဒုက္ခသစ္စာရဲ့အကြောင်းဦးဇင်းတို့ပြည့်စုံသွားအခါမြတ်စွာဘုရားဆက်ပြီးတော့အဲ့ဒီဒုက္ခတွေရဲ့ဖြစ်ကြောင်းသမုဒိယဆက်ဟောဘေကိုပစ္စဝေတို့ယယန္တနာအကျဉ်တနာဟာပောနောဘိကဘောတွေကိုတိုးပေါ်စေပါတယ်အဲ့ဒီတဏှာနန္ဒီရာဂနှစ်သက်ခြင်းတက်မဲ့ခြင်းရဲ့သဟကတာအဲ့ဒီနှစ်သက်ခြင်းတက်မဲ့ခြင်းရဲ့အဖြစ်ပါထိုအဖြစ်ကိုအဘိနန္ဒီနေအလွန်ဆွဲလန်းတတ်တယ်ဧတတနာထောတနာတို့တွေပဲနည်းဆိုတော့ကာမတနာမြင်မှုကြားမှုနားမှုယသကမှုဖြစ်ဖြစ်ကိုလည်းနှစ်သက်တက်မဲ့တော့တဏှာယုတ်ဝေဒနာပညာသက္ခရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးအသစ်ဇီဝိနဲ့တကွဒီခန္ဓာ၅ပါးရဲ့ဥပဒေဆွဲလန်းတက်မဲ့ရာဥပဒေတွေဝတ္ထုပစ္စည်းစည်းစိမ်ဥစ္စာကာမယဘုံတရင်မှာအပေါင်းဥပဒေအလုံးကိုဆွဲလန်းတဲ့တဏှာဘောဝတဏှာဒီတဏှာယံဖန်ယံခါမှာတချို့သောအကြောင်းအရာချက်လက်တွေကြောင့်တချို့သောအဖြစ်တွေကြောင့်မလို့ခြင်းပြန်ဘူးဒီခန္ဓာ၅ပါးကိုမလို့ခြင်းတဲ့အဖြစ်ကိုရောက်သွားတယ်လူခြင်းကနေမလို့ခြင်းပြောင်းသွားတယ်တဏှာပြောင်းသွားတယ်အဲ့ဒီတဏှာကတော့ဝိဘောတဏှာမလို့ခြင်းဘူးဆိုလို့ရှိရင်မလို့ခြင်းတဲ့တဏှာလူခြင်းတဲ့တဏှာတတ်မဲ့တဲ့တဏှာမလို့ခြင်းဘူးဆိုရင်တဏှာပြတ်တာမဟုတ်ဘူးဒါကြီးကိုမယူခြင်းတော့ဘူးမရခြင်းတော့ဘူးဆိုလို့ရှိရင်သူမကြိုက်လို့မယူတာဒါမှမလို့ခြင်းဘူးဆိုတော့သူအကြိုက်မတွေ့လို့မဟုတ်လားတဏှာပြတ်တယ်လားတဏှာပြောင်းသွားတာလားဒါဟာယောဂရောမှန်ကန်တဲ့အိမ်မက်စွာရှုတဲ့ဉာဏ်အပေါ်ယံကတော့ယောဂရောမလို့ခြင်းဘူးဆိုရင်အပေါ်ယံပြောလိုက်တယ်မလို့ခြင်းဘူးဆိုရင်သူစွန့်လွတ်တာပဲသူလို့ခြင်းတာရရောအဲ့ဒါစွန့်လွတ်တဲ့မြင်တာအဲ့ဒါလိုမျိုးဆိုပြည့်စင်ပြစ္ဆုတ်ဝင်ကောင်းကိုဟောတယ်ဘုရားရှင်တော်မြတ်မိမိကိုယ်တိုင်စတဲ့ဖြစ်တွေ့ဘောဓိပင်နဲ့ shape နဲ့မှာတဏှာကိုတွေ့